အားလုံးပဲမင်္ဂလာပါ TTF Fashion and Design မှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်မကပတ်မွင့်လုံနည်းလေးလုပ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ပတ်မွင့်လေးလုပ်ဖို့ရန်အတွက်နှစ်လက်မပတ်လေးလေးကိုညှက်ထားပေးပါမယ်နှစ်လက်မပတ်လေးလေးကိုပေါ့နော်တရိကန်လေးချိုးချလိုက်ပါမယ်ပြီးရင်နောက်ထပ်တစ်ခေါက်ပြန်ချိုးချလိုက်ပါမယ်နှစ်ခေါက်ပြန်ချိုးချပေါ့နော်ချိုးချပြီးသွားလို့ရှိရင်အချီလေးနဲ့အတွင်လေးကိုညီညီလေးတွန်းချလိုက်ပါမယ်အတွင်လေးကိုညီညီလေးတွန်းလိုက်ပါမယ်ဒါဆိုရင်တော့ပွန့်ပတ်လေးတစ်ဖက်ရသွားပါပြီပြီးတော့လို့ရှိရင်နောက်တစ်ဖက်ဆက်ပြီးတော့တွန့်ပါမယ်အစာလေးကိုတစ်ခေါက်ခောက်ချလိုက်တယ်ပြီးရင်နောက်တစ်ခေါက်ထပ်ခောက်ချလိုက်တယ်အချီလေးနဲ့အညီလေးရှေ့ကပွန့်ဖက်အတိုင်းပဲအညီလေးတွန့်လာပေးပါမယ်မမွင်းကတော့ကိုလိုချင်တဲ့အတိုင်းလေးပေါ့နော်ကျမကတော့တအားကြီးအကြီးမလိုချင်ဘူးတေးသေးလေးလိုချင်တဲ့အတွက်နှစ်လက်မပတ်လေးညှက်ထားပေးတာပါအပွင့်ကိုဒစ်ထက်ကြီးချင်လို့ရှိရင်3လက်မ4လက်မပေါ့နော်ဒါကတော့ကိုအပွင့်ဖက်လိုချင်တဲ့လောက်ညှက်ပေးလို့ရပါတယ်ပန်းမွင့်လေးကတော့လောက်ရလို့လည်းအရန်လွယ်ရပေါ့နော်ဘလို့အထည်မျိုးပေါ်မှာပဲကက်အဆင်ပြေပါတယ်ရှင်ဒါဆိုရင်တော့ပွင့်ပတ်လေး5ဘက်ရသွားပါပြီရှင်ပွန့်ပတ်လေးတွေကိုပြန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့တွန့်တဲ့အချိန်မှာအစတွေအများကြီးအပိုတွေထွက်နေမှာဆိုလို့ကက်ကြီးလေးနဲ့ပေါ့နော်တောက်ပေးလိုက်ပါတယ်ပြီးသွားလို့ရှိရင်တော့ပွန့်ပတ်ပထမလေးကိုပေါ့နော်အကလေးနဲ့ပြန်ဆိုင်ပြီးတော့ပွန့်ပတ်လေးတွေကိုအညီးတွန့်လာပေးပါမယ်လက်ကလေးနဲ့ထိန်းပြီးတော့ပေါ့နော်အညီအတွန့်ညီလေးနဲ့ညီညီလေးတွန့်လာပေးပါမယ်ပွန့်ပတ်လေးကိုညီညီလေးထိန်းပြီးတော့ပေါ့နော်တွန့်လာပြီးလို့ရှိရင်လက်ကလေးနဲ့တေချာလေးပေါ့နော်ကိုဘကိုအပွန့်ပတ်လေးကိုညီညီလေးပြန်ပြီးတော့လုပ်ခဲ့ပါမယ်ပြီးသွားရင်တော့မှလားဘက်ကိုပေါ့နော်အစာလေးတွေမှွာထွက်နေရလေးတွေကိုပြန်ပြီးတော့တေချာလေးစုပြီးတော့တုပ်လာပေးပါမယ်ဒါဆိုရင်တော့ပန်းမွင့်လေးရသွားပြီပေါ့နော်ပန်းမွင့်လေးရသွားရင်အပေါ်ကပေါ့နော်အလားတက်မယ်ဝစ်ဆန်ပေါ့နော်အလားတက်မဲ့ဟာလေးကိုလုပ်ပါမယ်အဲ့ဒါလေးကိုတော့ကျမကအဲ့အခွေလေးကို8လက်မလေးယူထားပေးပါတယ်အဲ့8လက်မလေးကိုပင်အန်လေးနဲ့ပေါ့နော်မှတ်ခဲ့ပါမယ်မှတ်ပြီးရင်အခွေလေးခွေလာခဲ့ပါမယ်အခွေလေးကိုညီညီလေးခွေလာပဲပေါ့နော်အခွေလေးခွေလာပြီးတော့8လက်မအမှန်နာလေးကြတော့ရက်ပြီးတော့ပေါ့နော်အခွေလေးကိုတေချာလေးထိန်းပြီးတော့အခွေလေးကိုတေချာလေးကြစ်လေးပေါ့နော်ထိန်းပြီးတော့ဆွဲလိုက်ပါတယ်ဆွဲပြီးသွားလို့ရှိရင်အဲ့အမတ်လေးနားမှာပဲပေါ့နော်အချီလေးနဲ့ထိန်းပေးလိုက်ပါတယ်ပြီးသွားရင်အခွေလေးရဲ့ပက်လေးကိုလည်းအချီလေးနဲ့ပေါ့နော်ထိန်းလာပေးခဲ့ပါမယ်ဒါဆိုရင်တော့အခွေလေးကိုမလားဘက်လေးပေါ့နော်တုပ်လာပေးပါမယ်မလားဘက်လေးကိုတုပ်လာပေးပါမယ်ပြီးတော့လို့ရှင်တော့ညှက်ချလိုက်ပြီပေါ့နော်ဒါဆိုရင်အပေါ်ကအခွေလေးကိုလုံးမှာဖြစ်တဲ့အတွက်ကျိုးလေးကိုပေါ့နော်တေချာလေးအလားဘက်ကိုခွေလာခဲ့ပြီးရောပေါ့နော်အလားဘက်လေးကိုတေချာလေးခွေလာခဲ့ပြီးရောကျိုးစာလေးကိုပြန်သွင်းပါမယ်
အခွေကိုကြီးလည်းမခွေပဲနဲ့ပေါ့နော်အခွေလေးကိုနည်းနည်းလေးပဲကျိုးစာဝင်လို့ရယုံလေးပဲပေါ့နော်ဆွဲလာခဲ့ပါမယ်ပြီးရင်နောက်ထပ်အစာလေးပြန်သွင်းခဲ့ပါမယ်ကျိုးစာလေးပြန်သွင်းပြီးတော့နော်ကျိုးစာလေးကိုလိန်နာရီပါမဖြစ်အောင်လို့ပေါ့နော်ညီညီလေးပေါ့နော်ဖြည်းဖြည်းချင်းလေးဆွဲလာခဲ့ပါမယ်ပြီးရင်နောက်ထပ်ထပ်သွတ်တဲ့ဖြည်းဖြည်းချင်းလေးဆွဲလာခဲ့ပါမယ်ကျိုးလေးကိုလည်းမလိန်အောင်လို့ပေါ့နော်အလားပတ်လေးဖြစ်အောင်လို့ညီညီလေးဒီချာလေးထိမ့်ခဲ့ပါမယ်ဒါဆိုရင်တော့အပေါ်ကပေါ့နော်အလားတက်မယ်ဝတ်ဆန်လေးရောရသွားခဲ့ပါပြီကျိုးလေးကိုတိချာလေးပေါ့နော်ကိုပါကိုညှိခဲ့မယ်ထိမ့်ခဲ့မယ်ပြီးရင်ကြစ်ကြစ်လေးနေအောင်ပေါ့နော်ပြန်ပြီးတော့လက်ကလေးနဲ့ထိမ့်ပြီးတော့ဆွဲလာပေးပါမယ်ဒါဆိုရင်တော့အပေါ်ကပေါ့နော်အလားတက်မယ်ဟာလေးကိုရသွားပါပြီပြီးသွားလို့ရှိရင်ကကြီးလေးနဲ့ဖြတ်ပြီးတော့ပေါ့နော်မလားဘက်ကိုအဲ့ဒါလေးကိုပြန်ပြီးတော့တုပ်ပေးပါမယ်ဒါဆိုရင်မလားဘက်လေးမှာတုပ်ပေးလိုက်ပါမယ်ဒါဆိုရင်ပတ်မွင့်လေးပေါ်ကိုတင်ကြည့်လိုက်ပါမယ်အရန်လာတဲ့ပတ်မွင့်လေးရသွားပါပြီရှင်အဆင်ပြေကြပါစေရှင်အဆုံးထိကြည့်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်